ကျွန်တော်တို့တွေ trading က risk များတယ်ဒီ forex trading ဆိုတဲ့လုပ်ငန်းကြီးပေါ့ဒီလုပ်ငန်းကြီးကဒါ risk အရင်ကြီးရဆိုပြီးပြောနေကြတာမျိုးရှိတယ်အဲ့တော့တစ်ဖက်မှာကျွန်တော်ဒီချက်ကလည်းကျွန်တော်ကမှန်တယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်သိရမယ်နောက်ထပ်ကျွန်တော်ထပ်ပြီးသိရမယ့်ချက်ကဘာကြောင့် risk များတာလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့အဲ့ဟာကိုကျွန်တော်ဒီနေ့မှာကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်အချက်3ချက်နဲ့ကျွန်တော်ပြပြပေးတယ် forex trading ဘာကြောင့် risk များလဲဆိုတဲ့အချက်3ချက်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ချက်ကကျွန်တော်ဗာလဲဆိုလို့ရှိရင်ကျွန်တော်ကအားလုံးဆုံးအကုန်လုံးပေါ့နော်ကျွန်တော်တို့မှာရှိငွေကြေးအမောက်အားလုံးဆုံးရှုံးနိုင်ခြင်းရှိတာအကောင့်ထဲမှာရှိရပတ်စံအားလုံးဆုံးရှုံးနိုင်ခြင်းရှိခြင်းပေါ့နော်အဲ့တော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီနေ့မှာကျွန်တော်က trading ကိုဒီမှာရှင်ပြောမှာကျွန်တော်အပြင်ကတခြားသောကျွန်တော်တခြားသော business တွေနဲ့မရှင်ပြောဒီနေ့မှာကျွန်တော် okay စားတောက်ဆိုင် restaurant တစ်ခုနဲ့ပဲကျွန်တော်ရှင်းပြီးပြောမယ်ကျွန်တော်တို့မှာ restaurant တစ်ခုရှိရတာအဲ့တော့ဒီ restaurant မှာကျွန်တော်က3,000အရင်ကြီးလောက်ထားတယ်ပေါ့နော်အဲ့တော့maybe ကျွန်တော်က3လလောက်နေတော့ကျွန်တော်ဆိုင်ကအဆင်မပြေဘူးမရောင်းရဘူးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့မယ်ထားပါတကြတော့အဲ့တော့အဲ့အချိန်မှာကျွန်တော်ရှုံးပါသည်ဘာတွေရှုံးပါလဲဆိုလို့ရှိရင်နံပါတ်1ကျွန်တော်ကဆိုင်ကန်းဒီကိုနေရာအပိုင်းမဟုတ်ရင်ဆိုင်ကန်း5ကရှုံးမယ်ဝန်ထမ်းကတွေရှုံးမယ်ပြီးရင်အဲ့မှာတခြားသောဒီမီတာခတွေစသဖြင့်ကျွန်တော်အစားအစာဈေးစကားတွေရှုံးမယ်ဒီလိုပဲရှုံးမှာဖြစ်ပြီးမှဒီ3လအတွင်းမှာဒီဆိုင်တစ်ခုလုံးဝပျောက်သွားတာမျိုးတော့မဖြစ်ဘူးကျွန်တော်ဆိုလို့ဒီနာတဘာဝဘေးရန်တွေတို့မီးတို့ဒါမျိုးကလွဲရင်ပေါ့နော်အဲ့တော့ပုံမှန်အဖြစ်ရှုံးနေဆိုတာအပြင်လုပ်ငန်းရဲ့ရှုံးနေဆိုတာအဲ့လိုရှုံးတာအကုန်မကုန်ပါဘူးပေါ့နော် trading ကအဲ့လိုမဟုတ်ဘူးကျွန်တော် trading မှာတော့မြန်မာငွေ3,000မျိုးကျွန်တော်မြန်မာငွေနဲ့ပဲအဲ့လိုမြန်မာငွေ3,000ရင်းပြီးတော့အကောင့်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်3လမဟုတ်တရက်ထဲနဲ့လည်းအဲ့3,000ကုန်အောင်ရှုံးအောင် trade လို့ရတယ်သဘောကျရင်နော်ဒါပေမဲ့မဖြစ်မနေရှုံးသွားမယ်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်ရှုံးအောင် trade လိုက်လို့ရတယ်ဆိုတဲ့သဘောမျိုးမှာရှိတယ်အဲ့ဟာက trading ရဲ့ risk များတယ်ပထမဆုံးအချက်ပဲကျွန်တော်ကပေါ့နော် remit တစ်ခုရှိရ risk များပုံမူဒီအမြတ်လည်းကွာနိုင်တယ်ဆိုလိုချင်တာ3လနေလို့မြက်လာလို့ရှိရင်ကျွန်တော်က restaurant တစ်ခုကအမြတ်ဒီတေချာပေါက်ကျွန်တော် limit ရှိရဲကျွန်တော်တို့ကအဲ့လောက်ကြီးဘလောက်ပဲရောင်းရတယ်ပြောဒီမှာကျွန်တော်ကသူ့ရဲ့အမြတ်မှာ limit တစ်ခုရှိလိမ့်မယ် trading ကတော့အဲ့ဒီ3,000နဲ့3လအတွင်းမှာကျွန်တော်1,000လည်းဖြစ်သွားနိုင်တယ်လို့2,000လည်းဖြစ်သွားနိုင်တယ်ဒါကတစ်ဖက်ကကျွန်တော်အားသာချက်နဲ့အားနည်းချက်ကိုကျွန်တော်တွေးပြောတာဒုတိယချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ဒီ trading market နဲ့ကျွန်တော်အပြင် market မှာဆိုလို့ရှိရင်ကျွန်တော်က information အားလုံးရနိုင်ခြင်းမရနိုင်ခြင်းဆိုရယ်အချက်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒါဒီနေရာမှာကျွန်တော်တစ်ခုပြောပြမယ်ကျွန်တော်အပြင်မှာအိမ်ချမ်းမြေအယောင်းဝယ်နေကျွန်တော် trading တွေကိုရှင်းပြပြပေးမယ်ကျွန်တော်ကထားပါတော့ကျွန်တော်ကဥမာရန်ကုန်မှာခေစားတယ်မြောက်တကုံမှာကျွန်တော်ကမြေကွက်တစ်ကွက်ဝယ်မယ်ရက်ကွက်တစ်ခုကိုကျွန်တော်ရွေးလိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့နေရာအဲ့လမ်းအဲ့ပတ်ဝန်းကျင်ကိုကျွန်တော်လေ့လာဖို့အတွက်ကျွန်တော်တို့ဒီ maybe ကျွန်တော်တစ်ပတ်လောက်အချိန်ပေးလိုက်လေဆိုလို့ရှိရင်ဒီနေရာဆိုဒီနေရာဒီဘယ်လိုရှိရဆိုတဲ့ information ကျွန်တော်အားလုံးရနိုင်တယ်ပြီးရင်ဒီမြေကွက်နဲ့ပတ်သက်တဲ့ data အထောက်အထားအားလုံးကိုကျွန်တော်တေချာစနစ်တကျတကယ်ဥပဒေရေးရတော့လောက်အောင်အဖက်ဖက်ကနေလေ့လာလိုက်လို့ရှိရင်ဒီမြေကွက်ကိုဝယ်သင့်မဝယ်သင့်ဆိုတဲ့ဟာကိုကျွန်တော်ကောင်းကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်